မန္တလေးမြို့ကြီးမှာတထေးပါလို့နာမည်မခံမဲနဲ့တထေးကြီးပေါ်တဲ့မြို့အလူတန်းဆိုရင်နာမည်ဂုံသတင်းထက်လူကိုတမ်းမို့တက်ပဲအဓိကယူရပြီးထူကြတဲ့တထေးကြီးအများကြီးရှိတဲ့မြို့ခုကြတော့တောင်ဝေးလဲရင်ဖိုးသူတော်ကထူနိုင်တယ်ဖိုးသူတော်လဲတော့တောင်ဝေးကမထူနိုင်ဘူးကျွန်တော်တို့ဖြစ်ကအဲ့ဒါလိုပဲလူကိုတမ်းမို့အတွက်ကမ်းလက်တွေအများကြီးရှိရတဲ့တထေးတွေကိုယ်တိုင်ကပြိုလဲသွားတော့ကျွန်တော်တို့လိုအခြေခံဉာဏ်စားတွေကသူတို့ကိုပြန်မကူညီနိုင်ပြိုလဲသွားတဲ့တထေးတွေကိုအမိတခဲပြုတ်တယ်ပြီးတော့မိသားစုစားဝတ်နေရေးအတွက်လုံးလုံးနေကြရတဲ့လကားစားဝန်ထမ်းတွေအခြေခံလူဒန်းစားတွေလက်လုံလက်စားတွေအကုန်လုံးကသူတို့ရဲ့မန်နိုင်ကြီးပြိုလဲတယ်လို့အကုန်လုံးကပြိုလဲရတယ်။ဘာဘာဘေးအန္တရာယ်ပဲကြုံကြုံဘလို့ဘေးဒုက္ခမျိုးပဲကြုံကြုံအဓိကလှူဒန်းပေးနေကြမန္တလေးကတထေးကတော်တော်များတယ်ခုကူညီပါတယ်စောင့်ရှောက်ပေးပါတယ်လူမျိုးရေးနဲ့ပတ်သက်လို့အမြဲတမ်းကိုထိတ်ကနေပြေးပြီးနာမည်မခံမဲနဲ့လှူဒန်းနေတဲ့တထေးတွေကိုယ်တိုင်ကိုကပျက်စီးကိန်းစိုက်တော့ဟာဝမ်းနေစရာတကယ်အဖြစ်ပြက်ကြီးပါတကယ်ကိုပါတောင်ဝေးလဲတော့ဖိုးသူတော်ကထူနိုင်တယ်ဖိုးသူတော်ကလဲတော့တောင်ဝေးမထူနိုင်တဲ့ဘဝကိုတကယ်ကိုစိုက်ရောက်သွားတာပါဗျာ